acute ကိုကျွန်တော်ပြောပြီးသွားပြီ subacute ကိုကျွန်တော်ပြောပြီးသွားပြီအခုကတော့ chronic cough ပေါ့ more than 90% of chronic cough in non-smokers with normal chest x-ray normal chest x-ray ဖြစ်ရပါမယ် non-smoker လည်းဖြစ်ရမယ်အဲ့ဒီမှာ big 3ဆိုပြီးရှိတယ်ပေါ့နော်အတော်များများ10ယောက်မှာ9ယောက်လောက်ကအခုအောက်ကပြောမဲ့ကျွန်တော်ဆက်လက်တင်ပြသွားမဲ့အကြောင်းအရာ3ခုတွေကတစ်မျိုးမဟုတ်တစ်မျိုးဖြစ်ဖို့များပါတယ်ဒါပေမဲ့ patient က smoker ဖြစ်မယ် chest x-ray ကလည်း abnormal ထွက်မယ်ဆိုရင်တော့ဒီ cause တွေကိုစဉ်းစားလို့မရဘူးပေါ့နော်ဆိုင်ရာလိုက်ဆက်ပြီးစဉ်းစားသွားမှာဖြစ်ပါတယ်အဲ့တော့ number 1 cause ကတော့ upper airway cough syndrome အတူကောင်းအနေနဲ့ literature စီမှာကြည့်လို့ရှိရင် UACS လို့ကျွန်တော်တို့သုံးနှုန်းတယ် upper airway cough syndrome ဟိုတုန်းကတော့ post nasal drip လို့လည်းခေါ်တယ်နော်သူကတစ်ချိန်လုံး nasal congestion ရတယ်အဲ့ဒီကနေ post nasal drip အထဲကိုပြန်ကျတယ်အဲ့တော့လူနာချောင်း throat ကိုခဏလေချောင်းရှင်းတယ်လို့တယ် pharynx ကိုကြည့်လိုက်လို့ရှိရင် cobblestone appearance တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုလူနာမျိုးမှာဆိုရင်တော့ intranasal steroids ကျွန်တော်တို့ပေးလိုက်ရင်ရတယ် plus antihistamines ပေးလို့ရတယ်ခုန cough syrup တွေထဲမှာ antihistamine ပါတယ် cough syrup လေးထားလို့ရတယ် saline irrigation လေးကျွန်တော်တို့ပေးမယ်ဆိုရင်ပေးလို့ရတယ်ဒါက post nasal drip ကြောင့်ဖြစ်တဲ့ upper airway cough syndrome ဖြစ်ပါတယ်နောက်တစ်ခုကတော့ asthma or cough variant asthma ဆိုတိုင်း wheezing ရှိရမယ်လို့မမျှော်လင့်ထားပါနဲ့ wheezing မရှိတော့ asthma များလည်းရှိပါတယ် no wheeze sometimes အထူးသဖြင့်တော့လူနာကိုမေးလိုက်လို့ရှိရင် history မှာဘာ explore လုပ်လို့ရလဲဆိုတော့ညာဘက်တွေကြာရင်ချောင်းဆိုးတယ် nocturnal cough and then exercise induced လေ့ကျင့်ခန်းသွားလုပ်လိုက်တယ်ဂျင်ရောက်ရင်တအားကြက်လာတယ်ချောင်းဆိုးလာတယ်ဆရာရဲ့ so take care of asthma and cough variant asthma in these sort of cases diagnosis ဘယ်လိုရမလဲ airway hyperresponsiveness ကျွန်တော်တို့မှာလုပ်နိုင်တာ spirometry လုပ်နိုင်တယ်ဒါ clinic တွေမှာတော်တော်များများအခုလုပ်နေကြပြီwith or without bronchodilator response challenge test ဒါတော့ကျွန်တော်တို့တိုင်းပြည်နေနဲ့တိတ်လို့လိမရှိဘူးပေါ့နော်ဆိုတော့ spirometry သွားခိုင်းတယ် and then အလွယ်ဆုံးကတော့ short trial of inhaled steroids လေးပေးကြည့်လိုက်တယ် asthma မှန်ရင်သက်သာသွားတယ်ဘာကြောင့်လဲဆို steroid can reduce the inflammation in the airways ဒါကြောင့် inhaled steroids လေးပေးလိုက်လို့သက်သာသွားတယ်ချောင်းဆိုးငြိမ်သွားတယ်ဆိုရင်ဒါဒီ asthma or cough variant asthma လို့ကျွန်တော်တို့ယူဆနိုင်ပါတယ်နံပါတ်3ချက်ကတော့ GERD ပေါ့ gastroesophageal reflux disease မှာချောင်းဆိုးပါတယ်ခုနပြောခဲ့သလို non smoker chest x-ray normal chronic cough patient ကလည်း obese ဖြစ်မယ်ဒါပေမဲ့လည်း heartburn တော့ရှိတယ်မှာရှိမယ် GERD တိုင်းဒီ heartburn မရှိ heartburn history ရရင်တော့ it's very easy to assume that cough might be due to GERD if there is no heartburn there we might be confused ဒါပေမဲ့လည်း heartburn မရှိဘဲနဲ့လည်း chronic coughရနိုင်တယ် GERD ကြောင့်အဲ့တော့ဘာမေးဖို့လိုလဲဆိုတော့အဲ့ဒီချောင်းဆိုးတာဟာအထူးသဖြင့်အစာစားပြီးရင်ချောင်းပူဆိုးသလား lying flat ညဘက်လှဲအိတ်လိုက်ပြီဆိုရင်ချောင်းပူဆိုးသလားအဲ့ဒီနှစ်ချက်နဲ့ကိုက်ညီတယ်ဆိုရင်တော့ most likely GERD ကြောင့်ဖြစ်တဲ့နာတာရှည်ချောင်းဆိုး chronic cough ဖြစ်ဖို့များပါတယ်ဆိုတော့ဒီလိုလူနာမျိုးဆိုရင်ကျွန်တော်တို့ဘယ်လို manage လုပ်ကြမလဲတစ်ကတော့ lifestyle modification များသောအားဖြင့် obese ဖြစ်ကြတယ်ဆိုတော့ weight loss program တွေကျွန်တော်တို့သွားဖို့ကောင်းတယ်dietary advice တွေကျွန်တော်တို့ပေးဖို့လိုအပ်တယ် and then we can also try with the PPI trial of PPI for 8 to 12 weeks လောက်ကျွန်တော်တို့ပြီးကြည့်ရတယ်အဲ့တော့ဆရာတို့ဆရာမတို့ clinics မှာ chronic cough non smoker normal chest x-ray လူက GERD လို့ထင်တယ် PPI ပေးကြည့်တပတ်နဲ့တော့သက်သာမှာမဟုတ်ဘူးဒါ educate လုပ်ထားဖို့လိုအပ်တယ် at least ကတော့8 to 12 weeks လောက်နေမှသက်သာမယ်ဆိုတာကိုလူနာနဲ့လူနာရှင်ကိုရှင်းပြထားဖို့လိုအပ်တာပေါ့နော်ဆိုတော့ဒါ chronic cough နဲ့ပတ်သက်ပြီးတော့အဖြစ်အများဆုံး big 3 the first one is the upper airway cough syndrome ဟိုတုန်းက post nasal drip လို့ခေါ်တယ် the second one is the asthma and cough variant asthma and then the third one is the gastroesophageal reflux disease ဒါလေးကိုဆရာတို့ဆရာမတို့ကြံခဲ့မယ်ဆိုရင်เนาะစိတ်ကူးထဲမှာအတွေးထဲမှာကြံခဲ့မယ်ဆိုရင်ဒီနေ့ပြောရတာအဓိပ္ပာယ်ရှိပါတယ်တခြားမေ့မထားသင့်သောအကြောင်းအရာများလည်းရှိပါတယ် chronic cough မှာလေအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့စီမှာလည်းတအားတွေ့ရတယ် ACEI induced cough ပေါ့နော် ACE inhibitor induced cough dry cough ကြီးလာတယ် persistent လာတယ်ဆေးဆခြင်းတပတ်လောက်နဲ့လာတာရှိသလိုတချို့ဆေးတောက်ပြီး3လမှ6လကြာမှချောင်းဆိုးလာတာလည်းရှိတယ်3လမှ6လမှကြာရင်ကျွန်တော်တို့ကနည်းနည်းလေး link ပြတ်သွားတယ်ပေါ့နော်ဆက်တာပြီးထားတာကြာလာနေပြီဟုတ်ချင်မှဟုတ်မှာပါလို့တွေးတတ်တယ်
တခြားအကြောင်းရင်းတွေလည်းရှာတယ်ဘာမှမတွေ့ဘူးဆိုရင်ရပ်ကြည့်လိုက်ပါ resolves after stopping the medications ECEI ဒါပေမဲ့ဘယ်လောက်ကြာမှသက်သာမလဲဆိုတာပြီးရင်တော့ကျွန်တော်ဆက်လက်တင်ပြမှာဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတဲ့ cough ထဲမှာဘာပါသေးလဲဆိုတော့ smoking related cough smokers cough လို့လည်းခေါ်တာပေါ့နော် chronic bronchitis တစ်ချိန်လုံးရနေတယ်ဆေးလိပ်လည်းတောက်တယ်ဆိုရင်တော့ C lungs ဖြစ်နိုင်တဲ့ risk ကများတော့ဒီလိုလူမျိုးဆိုရင် smoking related cough ဆိုရင်တတိချာချာလေးဆက်ပြီး investigate လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော် now serious cases not to miss chronic cough မှာခုနကတော့ဆေးလိပ်မတောက်ဘူး chest x-ray normal big 3ကိုကျွန်တော်တို့စဉ်းစားခဲ့တယ်ဒါပေမဲ့ serious causes တွေလည်း miss ဖြစ်မသွားဘူးလို့တယ်ပေါ့နော်တစ်ကတော့ lung cancer chronic cough တွေ့တိုင်း CA lungs စီလားလို့တော့တွေးစရာမလိုပေမဲ့ CA lungs လည်းလွတ်မသွားအောင်ကျွန်တော်တို့ကြည့်ဖို့လိုအပ်ပါတယ် and then tuberculosis in our developing countries interstitial lung disease နည်းနည်းရှားတယ်ဟိုတုန်းကတော့ mining process တွေပေါ့နော်ဒီကြောက်မိုင်းတွေနောက်ဘာကောမလဲအပူခံကြောက်ပြားဆက်ယုံတွေအဲ့ဒီမှာအလုပ်လုပ်တဲ့လူတွေကတော့ဖြစ်လိရှိဒါပေမဲ့ဒီခေတ်မှာပေါ်လာပြီဘာလို့ပေါ်လာလဲဆိုတော့ connective tissue disorders like the SLE တို့ rheumatoid arthritis တို့ ankylosing spondylitis တို့ဒီလိုဟာတွေကများလာတယ်တွေ့လာတယ်အဲ့ဒါတွေနဲ့တွဲပြီးတော့ interstitial lung disease တွေတအားဖြစ်ကြတယ်ဆိုတဲ့အတွက်ဒါမျိုးကိုလည်းဆက်ဆက်မယ် clinically relevant ဖြစ်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မေ့မထားတဲ့အချက်ထဲမှာပါတယ်လို့နောက်တစ်ခုကတော့ heart failure ပါနာတာရှည်ချောင်းဆိုးတယ် failure ကို control လုပ်လိုက်ရင်ချောင်းဆိုးတာငြိမ်သွားတဲ့သဘောတဘာဝရှိပါတယ် even a dose of the diuretics can relieve that chronic cough ရောသွားနိုင်တဲ့အတွက်ဒီလို serious causes တွေကိုတော့ကျွန်တော်တို့ miss မဖြစ်ဖို့လေလိုတယ် at the other hand မှာလည်းခုနပြောတဲ့စဉ်းစားလို့ရမယ့်အချက်ကလေး big 3ကိုလည်းလွတ်မသွားဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ practice မှာနေ့စဉ်ဒီ cough ကိုဘယ်လို approach လုပ်ကြမလဲတစ်ကတော့ duration ကျွန်တော်တို့မေးရမယ် whether is it acute or whether is it a subacute or whether is it a chronic step 1 step 2 is there any red flags ရှေ့မှာပြောခဲ့ပြီးပါပြီ red flags တွေပါတယ်လဲဆိုတာနော်ကြည့် red flags တွေရှိပြီဆိုတာနဲ့ urgent referral မြန်လုပ်ပေးပါနော်ဒါအချိန်ကတော်တော်အရေးကြီးတဲ့အနေအထားမှာရှိသွားပြီနောက်တစ်ခုကတော့ step 3ကတော့ smoking history ရှိသလား is there any medication ရှိသလား ACEI inhibitors တွေသုံးနေသလားတခါလေးမှာ beta blockers တွေက bronchospasm ရတတ်တာမျိုးလည်းရှိတယ်ဆိုတဲ့အတွက် ACEI beta blockers သုံးစွဲမှုရှိမရှိလူနာကိုကျွန်တော်တို့မေးရမယ် and then occupational exposure ခုနကျွန်တော်ပြောခဲ့တဲ့ occupation စီကျွန်တော်တို့မေးဖို့လိုအပ်တယ်ပေါ့နော် step 4ကတော့ chest x-ray လူတိုင်းရိုက်မှာလားရှေ့မှာပြောခဲ့သလို acute လည်းဖြစ်တယ် upper airway symptoms ရှိနေတယ် sore throat ရှိတယ် nasal congestion ရှိတယ်ဒါလောက်ဆိုရင်တော့ lower tract ကိုမသွားတဲ့အတွက်ရိုက်ဖို့မလိုဘူးသို့တော်လည်း sputum ပါလာတယ်ဆိုရင်တော့ chest x-ray လောက်တော့ကျွန်တော်တို့ရိုက်တင်တယ် and then chronic cough မှာတော့ it's a mandatory ခုနပြောတဲ့ serious causes တွေ miss ဖြစ်သွားမှာကြောက်တဲ့အတွက်ကျွန်တော်တို့ရိုက်တင်တယ်ပေါ့နော် step 5ကတော့ treat common cause in chronic cough ခုနရှေ့မှာပြောခဲ့တဲ့ non smoker chest x-ray normal more than 90% ကဒီ၃ချက်ထဲကပြေးမလို့ဘူး upper airway cough syndrome asthma GERD ဒီ၃ချက်ကိုကျွန်တော်တို့ကုရမယ်အဲ့တော့ approach မှာကျွန်တော်တင်ပြဆွေးနွေးချင်တာ step 1 2 3 4 5 step 1 duration မမေ့ပါနဲ့ step 2 reflex တွေကိုမေးဖို့မမေ့ပါနဲ့ step 3 smoking and medication history မေးဖို့မမေ့ပါနဲ့ step 4 chest x-ray အများအားတော့မလိုဘူးလိုအပ်နိုင်တဲ့လူတွေဆိုရင်ရိုက်ဖို့လိုအပ်ပါတယ် step 5 treat common causes ဒါလေးတွေအမှတ်ရစေချင်ပါတယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးမှာကျွန်တော်တို့ referral သွားမလဲနော်ကျွန်တော်တို့မှာ urgent referral ရှိပါတယ် if the patient has hemoptysis weight loss abnormal chest x-ray persistent cough more than 8 weeks despite treatment ဆေးပေးထားရတဲ့10ပတ်ကျော်တဲ့အထိချောင်းဆိုးမပြောက်ဘူးဆိုရင်တော့ urgent referral ကျွန်တော်တို့သွားအဲ့တော့ routine referral ကတော့ခုန chronic cough ကို manage လုပ်နေ symptomatic treatment လည်းပေးတယ်နော်ခုနပြောတဲ့ intranasal steroid လည်း try လုပ်ကြည့်တယ်ဒါပေမဲ့မရဘူးဆိုရင်တော့ refractory chronic cough ဖြစ်လာတယ်ဆိုရင်တော့ referral ကျွန်တော်တို့တင့်တော်တဲ့ center တစ်ခုခုကိုဆက်ပြီးတော့လွှဲပေးရမှာဖြစ်ပါတယ် plus suspected ခုနပြောတဲ့ interstitial lung disease တွေဖြစ်မယ် bronchiectasis တွေဖြစ်မယ်ဆိုရင်တော့ routine referral ကျွန်တော်တို့ဒါလွှဲထားတင်တယ်ပေါ့နော်ဆိုတော့ cough နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိထားတဲ့အချက်ထဲမှာဘယ်လိုအခြေအနေမျိုးဆိုရင် urgent referral သွားမှာလဲဘယ်လိုအခြေအနေမျိုးဆိုရင် routine referral သွားမလဲဆိုတာလေးဒီနေရာမှာဒီ message လေးကျွန်တော်ပေးချင်ပါတယ်